ပြီးဆောင်ကြည့်ခြင်းနဲ့အရှင်နေတဲ့စိန်တယောက်နဲ့အကြာကြီးစိုက်ကြည့်ခြင်းနဲ့အတွင်းတွေကကိုယ်စိတ်ကိုပွင့်ပြတော့လေဘယ်သူမြင်အောင်ကြည့်ဘူးလဲအားပေးတဲ့ပြောလေးကိုတောင်းထားပေမဲ့ဘယ်နှခါရဘူး